ဒီနေ့တော့ရွာဘက်ကလာရောက်တဲ့လေကျွက်လေးရလို့ချက်ဆက်လေးချက်စားမယ်ပေါ့နော်ဒီချိန်ကလေတွေပြန်ထွန်တဲ့ချိန်ပဲတွေနှုတ်တဲ့ချိန်ဆိုတော့လေကျွက်လေးရပါတယ်နောက်လာဆိုရင်တော့မရတော့ဘူးပေါ့နော်ဒါသူတို့အဒုတ်လေးနဲ့ကင်ထားပြီးသားကို4000ရောင်းပါတယ်ကြာတော့အိမ်မှာပြန်ပြီးတစ်ချောက်လေးဖျောင်ပြက်ကင်လိုက်ပါတယ်သူ့ကိုချက်ဖို့အတွက်ကြက်သွန်ဖြူနီချင်းလေးရဲ့ငရုတ်သီးလေးရဲ့ထောင်းနာတာလေးစီတက်ပြီးတော့နောက်ဇပလင်လေးထည့်စီတက်လိုက်ပါတယ်ဇပလင်ပါတဲ့အတွက်မှွေပြီးညှိနှံ့လဲပြောက်ပါတယ်ပြီးရင်တော့လေကျွက်လေးထည့်ပြီးတော့စီတက်လိုက်ပါတယ်အရသာအတွက်စားလေးရဲ့ချမုတ်လေးရဲ့ငံပြာရည်လေးရဲ့ပြီးတော့အမွှေးအနံ့အတွက်မဆလာလေးထည့်ပြီးတော့မှခဏလောက်ကြော်လိုက်မယ်ပေါ့နော်နည်းနည်းချစ်ချောက်လေးဖြစ်သွားပြီးရင်နွေးလေးနည်းနည်းထည့်ပြီးတော့ခဏအုပ်ထားလိုက်ပါတယ်ပေါ့နော်အကြာကြီးတော့ချက်စရာမလိုဘူးပေါ့နော်နည်းနည်းတော်တော်ကြက်ကြက်လေးကင်ထားတဲ့အတွက်ပါပြီးရင်တော့သူ့ကိုခဏလောက်ချအောင်မှွေပြီးလိုက်ပြီးပါရေအစုံမှာတော့ရှမ်းနဲ့နဲ့လေးအုပ်လိုက်ရေအရင်မှွေပြီးစားလို့ကောင်းတဲ့လေကျွက်လေးရပါတယ်ပေါ့နော်တစ်နေ့တစ်ခါလောက်တော့ချက်စားဖြစ်ပါတယ်